စာအုပ်တရားအများကြီးပဲဘာစာအုပ်ဖတ်ရမလဲလို့စဉ်းစားရခက်နေရင်သူများတွေပါမှာလဲကျွန်တော်လည်းတို့လိုက်ဆက်စုအောင်လူတွေမမှတ်မိတော့အောင်တိုးတက်ပြောင်းလဲလိုက်ပါဒေါက်တာဖြိုးပါရဲ့စာအုပ်ကောင်းလေးပါဆရာမော်ရိရှဘာသာပြန်ထားတဲ့အာနာဆက်နည်းဥပဒေသား48ရက်လက်တော်ထွက်ရှိထားတဲ့လူငယ်စာရေးဆရာတော်ရာမင်းရဲ့တတိယတဲ့အခါမြတ်တာပို့ဒီစာအုပ်လေးရဲ့ပထမဆုံးတွေ့လိုက်တဲ့မောင်ထင်စာအုပ်ရဲ့နှုတ်ကကျွန်တော်မြတ်တာလက်ဆောင်ထည့်ပေးထားတာပါအရှင်စံဒီမှာရွှေကန်းနေဝင်ရဲ့မိမိကိုယ်ကိုပြုပြင်ခြင်းအကျဉ်သူသည်ဆရာတို့ဆောင်ရဲ့နာမည်ကြီးစာအုပ်လေးတော့ပါလက်ညှိုးထိုး၍ပန်းဝေသည်ဒီစာအုပ်လေးအတူတူပါပဲနာမည်ကြီးစာအုပ်ပါဆရာတို့ဆောင်ရဲ့နောက်တစ်အုပ်ဂရေသစ္စာတည်သောအခါဝယ်အောင်မမြင်နေရတာလေးကနောင်ရိုးနွယ်ရဲ့စာဖတ်ခြင်းမှာစာရေးခြင်းတို့စာရေးလူသူဝါဒနာရှင်တွေအတွက်ပါနောက်ဆုံးစာအုပ်လေးကဆရာချမ်းမြေဝင်းရဲ့1/13အမြဲတမ်းရောင်းအားကောင်းတဲ့စာအုပ်လေးလူကြိုက်များတဲ့စာအုပ်လေးပါ